ဒီနေ့တချမ်းကျုံနေ့73ရက်4လ2023ခုနှစ်အာယုံစွမ်းလူရှင်ဒီအမေရိကန်နိုင်ငံမှာဦးစင်းတပည့်လေးမောင်ထွန်းလင်းပေါ့နေစွမ်းလူရှင်ကတော့မြတ်သားကဦးစင်းဒီကြောင့်မှနေတဲ့တပည့်ဦးစင်းရဲ့မိဘတွေကကတ်လူလာအဲ့တော့သူတို့တို့ရဲ့အဝေးမှာဖြစ်နေတဲ့အတွက်ရန်ကုန်မှာမရှိတဲ့အတွက်ဒီမှာလာပြီးတော့ကိုယ်တိုင်ကိုယ်ချသာဟတိကမြောက်အောင်မလူနိုင်ဘူးကိုယ်တိုင်ကိုယ်ချလာပြီးတော့ရေးစက်မချနိုင်ဒီတော့သူတို့တို့ရဲ့ကိုယ်စားတရားထိုင်တဲ့ယောဂီသူတော်စင်တွေကပဲအမြပေးဝေရမှာပေါ့နော်ရေးစက်ွက်တွေပါတယ်တော့မလုပ်တော့အဲ့တော့ဒီနေ့မနေ့ကင်းမှာဒီစွမ်းအနုမောဒနာတရားနဲ့ပတ်သက်ပြီးတော့အားလုံးကြားပူပြီးသားဖြစ်တဲ့ဂါရလေးတစ်ပုဒ်ကိုဦးဇင်းနေဓမ္မလက်ဆောင်ပေးမှာဂါရကတပ္ပပပတ္တအကရဏံကုသလတုပတမ္ပဒသစိတ်တပရိယောတပနံဣဒံဗုဒ္ဓနာသာသနာတပ္ပပပတ္တအကရဏံမကောင်းမှုမှန်သမျှကိုမပြုလို့ရဘူးဒါနံပါတ်1စာပိုက်ကလေးမကောင်းတာတွေကိုမလုပ်ရဘူးမကောင်းတဲ့အကုသိုလ်တွေကိုမကျူးလွန်ရအောင်ဘာဖြစ်လို့မကောင်းတဲ့အကုသိုလ်မကောင်းတာတွေကိုမလုပ်ရမှာလဲဆိုလို့ရှိရင်အကုသလတာဝိဇ္ဇဒုက္ခဥပါကလက္ခဏာအကုသိုလ်သဘောတရားတွေကအပြစ်ရှိတယ်မကောင်းတဲ့အကျိုးတွေကိုပေးတတ်တယ်ဒါနံပါတ်1သဘောတရားပဲနံပါတ်2ကရေကေစီအကုသလဓမ္မတဗ္ဗေတိအဒောဘာကကမနိယရေကေစီအကုသလဓမ္မမကောင်းတဲ့အကုသိုလ်မှန်သမျှကတဗ္ဗေတိအဒောဘာကကမနိယအောက်သို့ပူပိတတ်တဲ့သဘောရှိအကုသိုလ်တွေကအောက်ကိုပူပိတတ်တဲ့သဘောရှိဘယ်အောက်ကိုပူပိတာလဲဦးဇင်းတို့အခုနေတဲ့ဘုံကလူဘုံရဲ့ထက်မှာနတ်ပြည်နတ်ဘုံနတ်ဘုံရဲ့ထက်မှာဗြဟ္မပြည်ဗြဟ္မဘုံလူဘုံရဲ့အောက်မှာတော့တည်ပြီးသားဖြစ်တဲ့အတိုင်းပဲအပယ်၄ဘုံရှိတယ်ငရဲဘုံတရိစ္ဆာန်ဘုံပြိတ္တာဘုံအတုရကေဘုံဆိုပြီးတော့အပယ်၄ဘုံရှိတယ်ရေကေစီအကုသလဓမ္မမကောင်းတဲ့အကုသိုလ်မှန်သမျှကတဗ္ဗေတိအဒောဘာကကမနိယအောက်သို့ပို့ပေးတတ်တဲ့သဘောရှိတယ်ဘုရားလူဘုံရဲ့အောက်ကအပယ်၄ဘုံကိုပို့ပေးတတ်တဲ့သဘောရှိတာအဲ့တော့အကုသိုလ်ကျွလွန်တဲ့ပုဂ္ဂိုလ်တွေကငရဲပြည်လေးရောက်သွားနိုင်